ဒီပန်အလိုက်ရေးလေးမှာတော့မမတုံလေးအလွယ်တကူတုံစားဖြစ်ပါတယ်ရှင်အရေးဆုံးမမတဲမှာပါတဲ့ပဝေပစ္စည်းလေးတွေကိုအစစ်သေးဖြစ်အောင်လိထားပါတယ်ရှင်ဒါလေးတွေကတော့မမတုတ်ထဲမှာပါတဲ့ပဝေပစ္စည်းလေးတွေပါရှင်အရေးဆုံးရေကိုပွေစုအောက်တဲပါမယ်ရေလေးတွေဆူလာပြီးဆိုရင်ဝေသားကြီးလေးအရေးပြုတ်ပါမယ်ရှင်ဝေသားကြီးလေးကိုတော့တိတိကျကျဆင်အောင်ပြုတ်ထားပါတယ်ပြီးရင်အိမ်မှာရှိတဲ့ကနန်းလေးပြုတ်ပါမယ်တကယ်လို့အိမ်မှာပဇော်အသားလုံးရှိရင်လည်းပဲထည့်လို့ရပါတယ်ရှင်ဒီမှာတော့အိမ်မှာအလွယ်တကူရှိတဲ့ကနန်းလေးပဲတုတ်ထားပါတယ်ရှင်ပြီးရင်မမနဲ့ကနန်းချောင်းလေးပြုတ်ပါမယ်မမတို့နှထုပ်စားတုတ်ထားပါတယ်ရှင်မမလေးကိုတော့အကျဉ်းမလို့အောက်ပြုတ်ထားပါတယ်ပြီးရင်အမိုးလေးလည်းပြုတ်ထားပါတယ်ရှင်ဒါဆိုရင်ပဝေပစ္စည်းလေးတွေစုပ်ပြီးဆိုတော့မမတုံလေးစားတော့ပါမယ်အရေးဆုံးမမတုတ်ထဲမှာဝေသားကြီးအရည်လေးထည့်ထားပါတယ်ရှင်ပြီးရင်ငရုတ်သီးအနီးချက်သားမုံနဲ့တကြားနဲ့ပြီးတော့ငါပြရည်လေးထည့်ထားပါတယ်ပြီးရင်မမတထုပ်ထဲမှာပါတဲ့အနေမုံလေးတွေထည့်ထားပါတယ်ရှင်ကိုနေသေးရင်ထုပ်ထဲမှာပါတဲ့အနေမုံလေးတွေကိုတုပ်လို့ရပါတယ်ဒီမှာတော့တထုပ်စပဲတုပ်ထားပါတယ်ရှင်ပြီးရင်တပြတီးနှလုံးကိုအရင်ကြီးထည့်ပါမယ်ပြီးတော့ကျက်သွနီခရမ်းချစ်သီးလေးတွေကိုထည့်ပါမယ်အဲ့ဒါလေးတွေထည့်ပြီးရင်အရာသားလေးမိစကြည့်ပါမယ်ရှင်အရာသားလေးကတော့ကိုနေတဲ့တလို့ထည့်လို့ရပါတယ်အရာသားလေးချင်းကဆိုင်ရပြီဆိုရင်ဝေသားကြီးထည့်မယ်ပြီးတော့မမအမိုးပြုတ်ထားတဲ့ကနန်းလေးထည့်ပြီးတော့ရောပြီးမွေးပါမယ်ရှင်ပြီးရင်ပြုတ်ထားတဲ့ကနန်းချောင်းလေးတွေကိုလည်းအတုပ်လေးတွေဖြစ်အောင်ညာပြီးထည့်လိုက်ပါမယ်နောက်ဆုံးမှတော့တရုံနဲ့နှက်ပေလေးထည့်ပြီးတော့တမအောင်မွေးလိုက်ပါမယ်ရှင်ကဲအားလုံးနဲ့ပြီးပြီဆိုရင်စားချစ်စရာကောင်းတဲ့မမတုံလေးရပါပြီရှင်